မင်းတို့ကဘသူတွေလဲအလုတ်ကျက်သမားရှိနေတယ်လုတ်ကျက်သမားရှိတယ်တွားပြီးလူခေါ်ကြဦးအာမင်းဒီကိုဘာလာလောက်တာလဲသူ့ကိုဒီကိုခေါ်လာဖို့ဘသူပြောလဲဟမ်မဆောင်ပါနဲ့မင်းတကယ်ပဲဝမ်းတာနေတာသိတာပါတယ်မင်းကတော့ဘယ်တော့မှသူများစကားကိုနားမထောင်ဘူးမင်းလှုပ်ချင်ရပဲမင်းအမြဲလှုပ်တယ်ပြီးတော့ကိုအမြဲမှန်ထင်နေတတ်တယ်ငါဘသူလဲဆိုတာသူမင်းကိုပြောပြလားမင်းကငါရဲ့အမေပဲမင်းငါကိုမုန်းသလားမမုန်းပါဘူးတကယ်ကိုလိမ္မာတဲ့ကလေးလေးပဲအမေတောင်းပန်ပါတယ်မင်းကိုစိတ်ဆင်းရဲအောင်လုပ်မိသွားပြီမင်းကိုမတရားခံစားရအောင်လုပ်မိသွားပြီမတရားမခံရပါဘူးမင်းနဲ့ရဲ့ချင်းချန်တို့နတ်ဖျားများရဲ့နန်းတော်ကနတ်ဖျားနဲ့လက်ထက်ကြမယ်လို့ငါကြားတယ်ယောက်ျားတွေအကြောင်းငါနားလေတလောက်ပြောရရင်မင်းအဲ့ဒီကိုရောက်သွားရင်ရဲ့ချင်းချန်ကိုဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးအလွန်ဆုံးရှိမှမင်းကအစေခံပဲဖြစ်လာမှာကြံချင်းဖုံးမင်းပါသဘောနဲ့ပြောတာလေငါကရဲ့ချင်းချန်လောက်မတော်ဘူးလို့မင်းပြောချင်တာလားဒါမှမဟုတ်ငါအဲ့ဒီနတ်ဖျားနဲ့လက်ထပ်ပြီးရင်ရဲ့ချင်းချန်နဲ့အပြိုင်မျက်နှာသာပေးခံရမှာကိုမင်းစိုးရိမ်နေတာလားသူကမင်းနဲ့စိတ်ဆက်ထားတာကိုဖျက်သိမ်းပြီးပြီမင်းဒီလောက်တောင်အောက်ကျနောက်ကျမခံနိုင်ဘူးလားမင်းတို့နှစ်ယောက်ရံမဖြစ်ကြပါနဲ့တော့အေးစစ်စစ်စကားပြောကြရအောင်ငါရဲ့ချင်းချန်နဲ့စိတ်ဆက်ထားတာကိုဖျက်လိုက်ပြီသူဘသူနဲ့လက်ထက်ငါနဲ့ဘာမှမဆိုင်တော့ဘူးရဲ့ချင်းချန်ကမင်းထင်တယ်လို့မကောင်းဘူးမင်းတခါမှမစင်စားမိဘူးလားအဲ့ဒီနေ့ကငကားပုံးရှူမြောင်မှာငါတို့၃ယောက်ပဲရှိခဲ့တာမင်းကိုအစိတ်ခတ်ခဲ့တာငါမဟုတ်ဘူးဒါဆိုဘသူလုပ်တာလဲမင်းဘာကိုဆိုလိုတာလဲကိုဘာသာကိုပဲစဉ်းစားကြည့်တော့ငါမှတခြားမကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်လို့မင်းထက်မပြောမိအောင်လို့ပေါ့ဒါဆိုဒါကဆရာလက်ချက်ဖြစ်နိုင်မလားကြံချင်းဖုံးမင်းကောင်းကိုမိကန်ထားလို့လားဟီဒါကိုခဏထားလိုက်ဦးမင်းရဲ့ပစ္စည်းတွေကိုမြန်သိမ်းပြီးငါနဲ့လိုက်ခဲ့တော့ငါမင်းနဲ့လိုက်ခဲ့ရင်မင်းငါကိုလက်ထပ်မှာလားမဖြစ်နိုင်တာတော့မဟုတ်ပါဘူးသူကသူ့သမီးအတွက်ကြောင့်ပဲအလျှော့ပေးနေတာသူကငါကိုသဘောကျလို့လက်ထပ်ချင်နေတာမဟုတ်ဘူးစိတ်မကောင်းပါဘူးငါမင်းနဲ့အတူမလိုက်နိုင်ဘူးငါကိုအကြောင်းပြချက်တစ်ခုပေးပါမဟုတ်ရင်ငါအစွမ်းကုန်နီးလန်းမျိုးစုံသုံးရလိမ့်မယ်မင်းနဲ့ဖျားများရဲ့နန်းတော်အကြောင်းသိလားငါတန်ခိုးမကျင့်ခင်တုန်းကအနည်းချင်းကြားဘူးပါတယ်အဲ့ဒါကအစ်စ်ထွက်ပေါ်လာတဲ့လှုပ်ဝက်ဆန်းကျဲတဲ့အင်အားစုတစ်ခုပဲလွန်ခဲ့တဲ့နှစ်တွေအတွင်းဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာငါသေချာမသိဘူး9 နှစ်တာကာလတို့လေးတွင်းပါတယ်နတ်ဖျားများရဲ့နန်းတော်ကဝိညာဉ်လောကရဲ့အင်အားစုအလုံးနီးပါးကိုသိမ်းပိုက်နိုင်ခဲ့တယ်လွန်ခဲ့တဲ့3 လကသူတို့ကမှုံမျိုးတော်ရဲ့နန်းတော်အထိအတင်းဝင်ရောက်စီးနင်းခဲ့ကြတယ်ငါခမဲတော်ကသူ့ရဲ့လူမျိုးတွေကိုကာကွယ်ဖို့အတွက်မျက်ရည်တွေကိုမျိုးသိပ်ပြီးအရှုံးပေးဒူးထောက်ခဲ့ရတယ်ပြီးတော့မဟာမိတ်အဖြစ်လက်ထပ်ထိမ်းများဖို့အတင်းအကျပ်သဘောတူခဲ့ရတယ်ငါကိုအဲ့ဒီနတ်ဖျားနဲ့လက်ထပ်ခိုင်းတာအဲ့ဒီနတ်ဖျားကငါကိုလက်ထပ်ချင်တာကငါရဲ့ကောင်းကင်မော်သွေးမျိုးဆက်ကိုလိုချင်လို့ပဲငါကိုသူ့ရဲ့ကြင်ကြံချင်းဆိုင်ရာကြားခံတစ်ခုအဖြစ်သုံးချင်နေတာငါလူမျိုးစုတွေအတွက်ငါမှာတခြားရွေးချယ်စရာမရှိဘူးမင်းရဲ့ကြင်ကြံချင်းတခိုးတွေအများကြီးပြန်ကောင်းလာပြီဆိုတာငါသိပါတယ်ဒါပေမဲ့နတ်ဖျားများရဲ့နန်းတော်ကတကယ်ကိုကြောက်စရာကောင်းလောက်အောင်အစွမ်းထက်လွန်းတယ်အချို့ကသူတို့ဟာမတည်နိုင်တဲ့နတ်ဖျားလောကကလာတာလို့တောင်တန်တရားဝင်နေကြတယ်ဒါဟာငါတို့ဘလို့မှရှင်းပြနိုင်တဲ့အရာမဟုတ်ဘူးမင်းချမ်းရွေကိုခေါ်သွားပြီးအေးအေးချမ်းချမ်းနေထိုင်လိုက်ပါငါအတွက်စိတ်မပူပါနဲ့ငါမင်းအတွက်ကလေးတစ်ယောက်မွေးပေးထားခဲ့မှန်းအဲ့ဒီနတ်ဖျားသာတည်သွားရင်သူ့ရဲ့တိတ်ခါအတွက်နဲ့သူမင်းကိုဘယ်တော့မှအလွတ်ပေးမှာမဟုတ်ဘူးမင်းရဲ့ဂိုင်းတစ်ခုလုံးတောင်ပတ်သက်ပြီးပျက်စီးသွားလိမ့်မယ်မင်းနားလေရဲ့လားနားလဲပါပြီငါတရင်ကိုပဲစောင့်နေလိုက်ငါအဲ့ဒီနတ်ဖျားနဲ့တွားတွေ့ပြီးဒီကိစ္စကိုဖြေရှင်းလိုက်မယ်စိတ်မပူပါနဲ့မင်းကချမ်းရွေရဲ့အမေပဲမင်းကိုသူတစ်ပါးရဲ့ကြင်ကြံချင်းကြားခံတတ်ဖြစ်သွားအောင်ငါဘယ်တော့မှအဖြစ်မခံဘူးမင်းကအကြောင်းကိုသိသင့်ပါတယ်အခြေအနေကိုပြောင်းလဲပြဖို့အခွင့်အရေးအနည်းငယ်ပဲရှိရင်တော့မှငါကံကြမ္မာကိုဒီတိုင်းအလွယ်တကူလက်လျှော့မှာမဟုတ်ဘူးတယောက်ယောက်ရဲ့ကြင်ကြံချင်းကြားခံဖြစ်ရတာကတကယ်ကိုဆိုးရွားလုံးပါတယ်ကြံချင်းဖုံးငါပြောတာမင်းကြားလားငါတရင်ကိုပဲစောင့်နေပါဒီနေရာကငကားပုံးရှုံမြောင်ပဲအဲ့ဒီတုန်းကရဲချင်းချန်ကငါထံတရင်ပို့ခဲ့တယ်ငကားပုံးရှုံမြောင်ကထူးဆန်းတဲ့အလင်းတန်းတွေထွက်ပေါ်နေပြီးငကားရဲ့ရင်းမြစ်အမြုပ်တွေထွက်ပေါ်လာတာဖြစ်နိုင်တယ်လို့ပြောခဲ့တယ်ငါလည်းအလောတကြီးရောက်လာပြီး
သူနဲ့တူအဲ့ဒီရှုံမြောင်ထဲမှာနိုင်ဝက်လောက်လိုက်ရှာခဲ့ပေမဲ့ငကားရင်မြစ်ရဲ့အရေးရောင်ကိုတောင်ရှာမတွေ့ခဲ့ဘူးငါပြန်ဖို့ပြင်နေတဲ့အချိန်မှာအကြောင်းရင်းမရှိပဲတွေးဆောင်မှုရစ်စေတဲ့အစိတ်မိသွားခဲ့တယ်မင်းမေကတော့ तू အစိတ်ခတ်တာမဟုတ်ဘူးလို့ပြောတယ်ငါ့ကိုဘသူအစိတ်ခတ်ခဲ့တာလဲဆိုတာကိုယ်တိုင်အတည်ပြုခြင်းလို့အဖိုးကြီးကြံရောက်ရှိလာပါတယ်ထွက်လာပြီးတွေးဆောင်လို့ရမလားထွက်မလာဘူးဆိုရင်တော့ငါ့ကိုရိုင်းဆိုင်တယ်လို့အဖြစ်မတင်ပါနဲ့စီနီယာကျွန်တော်အသက်ကိုချမ်းသာပေးပါစီနီယာရဲ့နာမည်ကြီးကကြံချင်းဖုံးမဟုတ်ပါလားခင်ဗျာဟုတ်တယ်ငါပဲအောက်လက်ငယ်သားမြေခွေးနတ်ဆိုးကစီနီယာကိုဂါရဝပြုပါတယ်ဟုံစစ်အကြောင်းငါမင်းကိုမေးချင်လို့ဟုံစစ်ကကျွန်တော်ရဲ့အဖိုးပါသူဆုံးပါသွားခဲ့ပါပြီသူဘလို့တည်သွားတာလဲအမျိုးသမီးဓာတ်သမားတယောက်ရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတာပါအဖိုးကသူမကွယ်လွန်ခင်မှာကျွန်တော်ကိုကိစ္စတစ်ခုမှကြားသွားခဲ့ပါတယ်တနေ့နေ့မှာစီနီယာငကားပုံးတောင်ထိပ်ကိုရောက်လာတာတွေ့ရင်ဒီပကြီးကားချက်ကိုစီနီယာထံလွှဲပြောင်းပေးဖို့ကျွန်တော်ကိုမှာခဲ့ပါတယ်